မင်္ဂလာပါကျွန်တော်ကခမည်းတော်အသက်ရှင်ဖို့နေတိုင်းမနာတမ်းအလုပ်လုပ်နေရတဲ့နှလုံးလေးပါကျွန်တော်ကိုကျမ်းမာစေခြင်းရင်အစိအစိတ်တွေလျှော့စားပြီးလေ့ကျင့်ခန်းမှန်မှန်လုပ်ပေးကြနော်မင်္ဂလာပါကျွန်တော်ကတော့ခမည်းတော်စားလိုက်တဲ့အစားအစာတွေကိုခြေဖြတ်ပေးတဲ့အစာအိမ်လေးပါအစာအိမ်ကလေးကိုကျမ်းမာစေခြင်းရင်အစားကိုအချိန်မှန်စားပါကြင်ညက်အောင်ဝါစားပြီးအဆက်နဲ့အစိအစိတ်တွေကိုလျှော့စားပေးကြပါနော်မင်္ဂလာပါကျွန်တော်ကတော့ခန္ဓာကိုယ်ထဲကအစိတ်အတောက်တွေကိုဖယ်ရှားပေးတဲ့အသေးလေးပါကျွန်တော်တို့ရဲ့အသေးကိုကျန်းမာစေခြင်းရင်အရက်တောက်တာကိုရှောင်ကျဉ်ပြီးအစိအစိတ်နဲတဲ့အစားအစာတွေကိုစားပေးကြပါနော်မင်္ဂလာပါကျွန်တော်တို့ကတော့ခန္ဓာကိုယ်ထဲကအညစ်အကြေးတွေကိုစစ်ထုတ်ပေးတဲ့ကြောက်ကက်လေးတွေပါကျွန်တော်တို့ကိုကျန်းမာစေခြင်းရင်ရေများများတောက်ပါအငန်လျှော့စားပြီးဆေးဝါးတွေကိုဆရာဝန်ညွှန်ကြားချက်မပါဘဲစီကမ်းမဲ့မတောက်ကြပါနော်မင်္ဂလာပါကျွန်တော်ကတော့ခမည်းတော်ခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်တွေပေးဖို့ပေးနေတဲ့အဆုပ်လေးပါကျွန်တော်ကိုကျန်းမာစေခြင်းရင်တော့ဆေးလိပ်တောက်တာကိုရှောင်ကျဉ်ပြီးလေကောင်းလေတန့်ရတဲ့နေရာမှာနေပေးကြပါနော်မင်္ဂလာပါကျွန်တော်ကခမည်းတော်စားလိုက်တဲ့အစားအစာတွေတဲကအာဟာရဓာတ်တွေကိုစုပ်ယူပေးတဲ့ဥလန်းချောင်းလေးပါဥလန်းချောင်းကျန်းမာရေးအတွက်အမြင့်တက်များတဲ့အသီးနှံတွေစားပါရေများများတောက်ပြီးအသင့်စားအစားအစာတွေကိုလျှော့စားပေးကြပါနော်မင်္ဂလာပါကျွန်တော်ကတော့ခန္ဓာကိုယ်ရဲ့ CEO ဖြစ်တဲ့ဦးနှောက်လေးပါကျွန်တော်ကိုကျန်းမာစေခြင်းရင်အိပ်ရေးဝအိပ်ပါရေများများတောက်ပြီးအသက်သက်သောအရာတွေကိုအမြဲလေ့လာသင်ယူပေးကြပါနော်မင်္ဂလာပါကျွန်တော်ကတော့ခန္ဓာကိုယ်ထဲကတကြားဓာတ်ကိုထိန်းညှိပေးတဲ့အင်ဆူလင်ဓာတ်တွေကိုထုတ်ပေးရတဲ့မုတ်ချိုအိတ်လေးပါကျွန်တော်ကိုကျန်းမာစေခြင်းရင်အချိုလုံခဲတဲ့အစားအစာတွေကိုလျှော့စားပါကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပေးပြီးကိုယ်အလေးချိန်ကိုထိန်းသိမ်းပေးကြပါနော်မင်္ဂလာပါကျွန်တော်ကတော့ခန္ဓာကိုယ်ထဲကစီးတွေကိုခိတ္တတူလောင်ပေးထားတဲ့စီးအိမ်လေးပါကျွန်တော်ကိုကျန်းမာစေခြင်းရင်စီးအောင်တာမျိုးမလုပ်ပါနဲ့ရေများများတောက်ပေးပြီးတကိုယ်ရည်တန့်ရှင်းမှုကိုဂရုစိုက်ပေးကြပါနော်